2026နှစ်သစ်အတွက်လက်ပန်းတပြီသို့မဟုတ်အောင်ပန်းတပြီ2025ဒီဇင်ဘာ24ရက်မှ2026ဇန်နဝါရီ20ရက်နေ့ထိလက်ပန်းအောင်ပန်းဒီလတော့ကတော့ရွှေစင်တယ်လက်ပန်းကတပြီပန်းမှာပဲဘာသမီးမဆိုပူဇော်နိုင်ပါတယ်ပြီးတော့ကဏမပန်းအဝါအဖြူအစင်ပြေရာတွဲဖက်ပူဇော်နိုင်ပါတယ်အစင်ပြေလို့ဝေးစားစားပူဇော်နိုင်ပါတယ်အရင်ကတည်းကတပည့်ပူဇော်ထားရှိရင်တန့်ပြနေအောင်မွမ်းမံပူဇော်ပါတပည့်တအိုးကရမတအိုးအဲ့ဒီလိုပူဇော်ရင်လည်းရပါတယ်အောင်ပန်းလက်ပန်းအတူတူပါပဲကြီးညိုတရားတရားထက်သန်စွာတေယူတတိတလေးတစားမြတ်တို့စိတ်နဲ့ရဟန္တာမြတ်သုံးပါးအားတပည့်နဲ့ကရမအစဉ်ပြေရာပူဇော်ခြင်းဖြင့်အောင်စုပန်ဆင်နိုင်ကြပါတယ်လက်ရွှင်ငွေဝင်တောင်းစုပြုနိုင်ပါတယ်ကုသိုလ်စားအားကြောင့်လက်ရွှင်ငွေဝင်အောင်မန်းနေဝေစားနိုင်ပါလိမ့်မယ်စွန်ကောကစွန်လောင်စွန်ပို့တဲ့စတဲ့စွန်ကုစုရေမာကျက်သားဟင်းငါးဟင်းငါးကြော်ကြက်ကြော်ပဲဟင်းကဲ့မို့ချင်းဟင်းဒီစုံဟင်းချူချင်းမောင်ကြော်ငပိကြော်ဘယာကြော်ခင်မောင်ကြော်ကျက်သွန်ကြော်ငါးမို့ကြော်တရတိသင်မောတိဖိချငပြောတိဝင်းငပြောပန်းတိကိတ်မှုပေါင်မှုတိစုံကိတ်ဘိမှုမန်းကိတ်စတဲ့ဟင်းတွေတတိတွေခက်ွယ်တွေကတတ်နေရတတ်နေမြပေါင်စီမံကတ်လူတဲ့လောင်းလူတဲ့ပါတယ်နေတဲ့ဘုရားကုံတော်ပေါ်ကိုဘာကိုအစာတလုံးအစာအဆုံးပတိတလုံးချပြီး108လုံးပတိ2ပတ်သို့မဟုတ်5ပတ်နိုင်တဲ့တော့ပွားတော်ပူဇော်တဲ့ပါတယ်အထူးအဖြင့်ညပိုင်းမှာတမ္မုဒေကာတော်ကြီးကို18ခေါက်ထံကတိုင်းကြကြပြပြတတ်တာရွတ်ဖပူဇော်တဲ့ပါတယ်နေ့တမာတိတတာထင်ရှားစွာဘေးရန်ကင်းပါလိမ့်မယ်နေ့တမာထင်ရှားစွာစိတ်ချမ်းသာကိုချမ်းသာလက်ပန်းဝေစားပါလိမ့်မယ်အောင်ပန်းဝေစားပါလိမ့်မယ်ရောင်ပန်းဝဲပန်းတွေလည်းဝေစားပါလိမ့်မယ်အလုတ်ကိစ္စအိမ်ကိစ္စတွေအတွက်အထူးလိုပါကသာကူကျိုကုစုပြုပါအစင်မြတ်တို့လူပါဩဃာတကတော်ကျိုတရဏဂုံစောင့်တီတိလခင်ယူတရဂုံသုံးပါးကိုဒုတိယမြေတတိယမြေအထိအစာဆုံးပရိတလုံးချပြီး108လုံးပရိနဲ့2ပတ်တိအောင်ပြုပြီးပြီးပွားပါအမြဝေမေတ္တာပို့ပြီးအိမ်ကိစ္စအလုပ်ကိစ္စယာရုကိစ္စတွေတနေ့နဲ့တရိုးတည်းတတ်တဲ့မြရဲများကလို့ပူဇော်ပါ၅ချိန်ပြည့်ကနဲ့တည်တဲ့အကျိုးထူပါလိမ့်မယ်ပြဒနာခဲတစ်ခုရှိနေပါကကောင်းခြင်းပေါင်းနဲ့ဘုရားကျော်စွမ်းရဘုန်းတော်ကြီးတို့အားစွန့်တော်ဖြင့်လောင်းလိုပါသေပိထိရောက်တဲ့လောကီပညာနဲ့စင်တတွေ့တဲ့စဉ်းစားပြီးကုသိုလ်ရေးပါကုသိုလ်ရေးလို့သာမှတ်ယူပါတက္ကရာလေးမြတ်တရားတရားလေးလည်းရှိတဲ့တင်ပြီးတခန္ဓနာတလေးတမြပူဇော်တူနာစေချင်ပါတယ်ကုသိုလ်စားအကြောင်းအကာလီခောအခမလင့်လက်ငင်းကောင်းကျိုးထူပါလိမ့်မယ်လိုအပ်သူစိတ်ပါသူဘယ်သူမဆိုဆောင်ရနိုင်ပါတယ်ကျွန်တော်သိပြီးယုံကြည်တဲ့လောကီပညာနဲ့ရှင်းတဲ့ကုသိုလ်ရေးတွေပါပဲအောင်မြင်လူသူတိုင်းအောင်မဝိစာလူသူတိုင်းလက်ပွင့်လူသူတိုင်းကျမ်းမာလူသူတိုင်းစိတ်ချမ်းသာလူသူတိုင်းအစဉ်ပြေလူသူတိုင်းဘေးရန်ကင်းဝေးလူသူတိုင်းပြဒနာအခက်အခဲရှိပြေလည်သူတိုင်းမမိတ်မတုံယူကြည်စိတ်ချစွာဆွေမျက်စာပူဇော်နိုင်ပါတယ်လူရန်နိုင်ပါတယ်ပွားထုံနိုင်ပါတယ်ကုသိုလ်ဆောင်အကြောင်းဓာတ်တတိရမှုဆောင်အကြောင်းပါမှုချထူကြပါလိမ့်မယ်အောင်မြင်မှုတရဘူးစောင်းနိုင်ပါလိမ့်မယ်ဘေးဆိုရန်သူတွေရှိကမူချလွတ်မြောက်နိုင်ပါလိမ့်မယ်ဘေးရန်ကင်းရဲ့လက်ရွှင်ကိုချင်းစီးပွားတက်ကစိတ်ချမ်းသာကိုချမ်းပါလိမ့်မယ်ဆောင်ရတဲ့အတိုင်းတာအထိမူချကောင်းကျိုးထူပါလိမ့်မယ်တရားတရားတန်တန်စားပြည့်တရုတ်တည်းတလေးနဲ့ဆောင်ရနိုင်လေးထိရောက်လေးပါပဲထိထိရောက်ကျင့်သုံးနိုင်လေးကောင်းကျိုးထူလေးဖြစ်ပါလိမ့်မယ်ဆောင်ရတဲ့လောက်ဆောင်ရပါဘွားထုံတဲ့လောက်ဘွားထုံမှာအစဉ်ပြေတဲ့လောက်ကျင့်သုံးပါကုသိုလ်ဆောင်အကြောင်းလက်ပန်းအပြည့်ဝဝေစားကြပါစေအောင်ပန်းအပြည့်ဝဝေစားကြပါစေ2026နှစ်တည်းမှာအားလုံးနေကောင်းချမ်းပါအဆအရာပိုးပြီးအစဉ်ပြေကြ